2020တောင်းမှာတော့ဒီအနာဂတ်ခေါင်းဆောင်စုပေါ့နော်အနာဂတ်ခေါင်းဆောင်စုဆိုတဲ့အဓိပ္ပာယ်ကတော့မိုက်ကင်းစင်တရားမျှတတဲ့အဓိကဆိုလိုတဲ့အဓိပ္ပာယ်ကတော့ဒီတော့အန်လိုဝိုင်း2 HO မဟောရီမဟဲဒီ organization ပေါ့အဓိကအဲ့ဘက်မှာတော့ဒီအဖွဲ့ဝင်ပေါင်းကတော့ဇန်ကတော့တော်တော်များလေးများပါတယ်နောက်တစ်ခုတော်တော်5တိုင်းလောက်ထိအဲ့ဒါလက်မှာရှိတယ်ပေါ့အဓိကကတော့အဲ့ဒါ2015လောက်ကမှစတင်ပြီးတော့ဒီမူရေးပိုင်းတွေတော်တော်များတော့လောက်ပြပါအဓိကနေပြတာလည်းဒီမြန်မာပြည်ဆိုရန်ကုန်မြန်မာပြည်ဒီဘက်မှာတော့ရန်ကုန်မှာလေးမျိုးပေါ်တော့မြို့ပြတော့မနေပြဘူးเนาะအဓိကနေပြတာတော့ဒီ2010လောက်ကလေးကကြရပြည်နယ်မှာနေပြတာဆိုနေတော့ကြရပြည်နယ်မှာပဲကလေးဘွားကနေပြတာဆိုကြရပြည်နယ်မှာပဲနေပြတာပေါ့เนาะကြရပြည်နယ်မှာပဲ10နှစ်လောက်ကျော်တော့ကြရပြည်နယ်မှာ10နှစ်ကျော်လောက်နေပြတာဆိုအဲ့မှာဒီကိုစမ်းတဲ့တနိုင်တဲ့စမ်းကနေကိုစမ်းတနိုင်တော့တော့ဘာရေးပါဝင်နေတော့ပတ်စံတော့ဒီလိုရှိဒီတော့အလောင်းဝိုင်းလေးဟောဖြစ်ဒီတော့အလောင်းဝိုင်းပုံဝင်ဖြစ်ခဲ့ရတော့ခေါင်းဆောင်တစ်ခုနေရခဲ့ပါတော့အဓိကဆိုလိုတဲ့အဓိပ္ပာယ်ကတော့အဲ့ဒီအဓိပ္ပာယ်ပြီးမှ2024မှာအကျိုးဆောင်မှုရလာတဲ့နဲ့ညောင်လက်မထားတဲ့ຢာတွေက2013လောက်မှာနိုဝယ်ဆုဆိုရနိုဝယ်ဆုမှာ H2 တုံးကိုခွင့်ရ SC လားစပက်ဆိုင်ရာဘာလို့ဆိုင်ရာပံ့ပိုးမှုနိုဝယ်ဆုပေါ့နော်အဲ့ဒီဒီချင်းလေးတခုတော့ထုတ်ပြနိုင်တယ်ကွာအဲ့ဒီမှာဆိုမှာအိုလံပစ်ဆုပြန်ပြီး2024အိုလံပစ်ဒီပညာဆုမှာ graphic ပိုင်း art ပိုင်း Photoshop ပိုင်းnetwork ပိုင်း system ပိုင်းနဲ့အဓိကချင်းနဲ့အဓိကပိုင်းတွေနဲ့အဓိကဆုရရှိခဲ့တယ်ခုလက်ရှိသုံးနေတဲ့ Facebook ဆိုစင်ကာပူကအဓိက2 command ပြုထားတယ်ပေါ့နော်အဓိက Facebook ပိုင်းတွေမှာတော့ကိုယ်တိုင် system ပိုင်းတွေတချို့ရည်ချင်းနဲ့တချို့ပိုင်းတွေကိုရည်ချင်းနဲ့ကိုပဲကျွမ်းကျင်တဲ့စင်ဟောတာကိုတက်တန်းရ Facebook YouTube တွေမှာကိုယ်တိုင်တီထွင်ထားတဲ့ကိုယ်တိုင်ပြန်လည်ဖန်တီးထားတဲ့ရည်ချင်းတွေတော့ပါတယ်ပေါ့နော်အဲ့ဒါတော့အဓိကဘယ်စင်ကာပူကအထူးလက်ခံထားတယ်ပေါ့နော်စင်ကာပူနိုင်ငံမှာ contact မှာပဲအခုလက်ရှိဆိုရင် Facebook မှာစင်ကာပူကနေပြီးတော့ဒီဖုန်းတစ်ခုလုံးဒီ Facebook မှာ website လမ်းပါတယ် WhatsApp လမ်းပါတယ် YouTube လမ်းပါတယ်ပေါ့နော်အဲ့ဒီနေတချို့ပေါင်းစီဘိုင်းနေမှာစင်ကာပူကအထူး contact ပေးထားတယ်ဒီပညာဘိုင်းမှာတော့စင်ကာပူမှာ solution နဲ့စင်ကာပူက daily စုကရန် status စု history တဲ့ချက်တွေ့တော့တန်တွေက USNC တဲ့Play-Doh တက်ကတော်ကအရှာ Play-Doh တက်ကတော်ခေါင်းဆောင်ပညာစုအာဖရိကတံငွေချောင်းပညာဆိုင်ရာပညာစုပေါ့နော်အစုတွေပြန်အင်ဒိုနီးရှားစစ်တပ်တွေအထူးဖိတ်ခေါ်ခြင်းကရန်စုတခြားစုတွေပိုင်းတွေလည်းရရှိကြတယ်အဲဒီအခုချိန်မှာတော့အဓိကအားလုံးနဲ့ချို့မှာတော့ဒီတော့အလောင်းဝိုင်းတော့ဘာလို့ဆိုလို့ပါပြီးတော့နော်အဓိကဆိုလို့ရတဲ့2024ခုနှစ်မှာ2024ပြီးတော့လို့2025ဘန်နာရီနဲ့ဝက်ပိုင်းမှာ2024ရဲ့ဘန်နာရီနဲ့ဝက်မှာတော့အကောင်းဆုံးစီးပွားရေးဆိုပြီး2024ကမ္ဘာလုံးစင်ပလက်ဖောင်းဝန်ထမ်းစုရရှိခဲ့တယ်အခုနောက်ဆုံး business စီးပွားရေးအကောင်းဆုံးဝန်ထမ်းစုပေါ့နော်scholarship student center တွေရဲ့ company ဘိုင်းမှာလည်းဝန်ထမ်းရခဲ့တယ်အဓိကကတော့ဒီဒါအတွက်တော့အချိန်ပြီးအခုနောက်ပိုင်းWashington USA scholarship ဘိုင်းမှာအဓိကတက်နေ Washington University ပေါ့နော်အမှကွန်ပျူတာဒီဇိုင်းလေးပြင်ပွဲရခဲ့တယ်အဲ့ဒီဇိုင်းရပြတဲ့ညမှာအခုက ECO ပေါ့နော် Washington University ရဲ့အဓိကနောက်ဆုံးအခု ECO တော့တက်တဲ့အချိန်မှာတော့အခုမှအလုပ်အခုဒီကတချို့ပိုင်းနေဆိုလို့ရှိရင်အခုဘွဲလွန်တစ်ခုလို့ပြောလို့ကန့်လန်းတယ်ပေါ့နော်ဘွဲလွန်တစ်ခုရဲ့ဒီ US နိုင်ငံရဲ့အထူး US နိုင်ငံတော်ရဲ့အထူးစီမံကိန်းအထူးဘယ်လိုပြောစစ်တပ်တယောက်နေနဲ့လည်းပြောရမလားဘယ်လိုပြောအထူးဘွဲနေနဲ့ပြောရမလားအဲ့ဒါမျိုးဒီပညာပိုင်းမှာပေါ့နော်ကန့်လန်းချင်းခံရတယ်ကန့်လန့်ချင်းခံခဲ့ရတယ်ဗျကန့်လန့်ချင်းတွေအဖွဲ့ဝင်တွေဖြစ်ကြခဲ့တဲ့ချိန်မှာဒါပေမဲ့ဥပမာဒီ workshop scholar ဒီအခုဆိုလို့ရှိရင်အလုပ်သမားဖွဲ့စည်းတစ်ခုတိုင်းနေမှာအထူး ECO အနေနဲ့ကင်ထားတယ်ပေါ့နော် ECO အနေနဲ့ကင်ထားပါတယ်ဒါပေမဲ့ဒီအလုပ်သမား project ပိုင်းတွေပေါ့ US နိုင်ငံ project ပိုင်းတွေမှာတော့ကိုနားလောက်ကို company ဘိုင်းတွေမှာ atom ဘိုင်းတွေမှာကင် company တိုင်းတွေမှာကိုယ်တိုင်လုပ်ထားတယ်ဒါပေမဲ့အဲ့ဒီမှာဘာနည်းနည်းလေးပြဿနာရှိရဆိုတော့မြန်မာပြည်စင်းနဲ့ဘောကကိုကြီးချင်းတစ်ခုနဲ့ချစူးစမ်းခဲ့ရတဲ့ဘာဖြစ်သွားလဲဆိုတော့အခု scholars တော့အလုံးစုံတစ်ခုဆွေးနွေးပွဲတစ်ခုတက်မယ်ဆိုရင်ပေါ့အလုံးစုံစကူရဲ့ဒီ email တစ်ခုလက်ခံလိုက်တဲ့ဆိုရင်ဒေါ်လာ300 personal ခိုင်းမှာဒီအလုံးစုံစနစ်ကို email ဘိုင်းလက်ခံလိုက်တာနဲ့ဒေါ်လာ300လောက်ဆင်းတစ်ခါလေးဆို5ခုလောက်ထိ US ဘိုင်းမှာဒါက company ဘိုင်းတွေမှာဖြစ်မနေယူရတဲ့အပိုင်းတွေမှာကြာတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒေါ်လာ5ခုလောက်ဆိုဒေါ်လာ1500ဆိုဘာငွေနဲ့တက်ကြည့်ပေါ့နော်တချို့ဘိုင်းတွေဆိုလို့ရှိရင်လည်း active ဘိုင်းတွေနည်းနည်းလေးအစမပြေတဲ့ဘိုင်းတွေများသာရှိတယ်ပေါ့နော်ဘာ
ဒီကိုအလုံးရုံတစ်ခုဆွေးနွေးပွဲကိုလက်ခံလာလို့ရှင်တော့မြန်မာပြည်စနစ်နေပြောမယ်နော်ဒီအလုံးရုံဆွေးနွေးပွဲတဲ့အလူငွေဘယ်လောက်ထည့်ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် USA မှာကျတော့အဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီအလုပ်တစ်ခုအလုပ်ကုန်ဆွေးနွေးပွဲမှာဘယ်လိုပြောမလဲအလုပ်သမားဆိုင်ရာကြီးဆွေးနွေးပွဲမှာ project ပိုင်းနေဆွေးနွေးပွဲမှာတော့ဆွေးနွေးပွဲတစ်ခုကန်လန်းနေဆိုတော့$300ပေးရတယ်အခုအဓိက Nobel Soup ဖြစ်တဲ့မြန်မာနိုင်ငံရေးရမှာတော့ဒီပညာပိုင်းနေစီးပွားရေးပိုင်းတက်နေတော့ကြိုးစားပြီးတော့မြန်မာပြည် HI နင်းချမ်းရေးစီးပွားရေးလူမျိုးလုပ်ငန်းများတော့မှာဆိုတော့ contact Viber Facebook YouTube ထိုက်တာနဲ့ contact လုပ်လို့ရပါတယ်ချစ်ချင်းမရှိမုန်းချင်းမရှိပါအဓိကဆိုလိုတဲ့အဓိပ္ပာယ်ကတော့ဟောနိုင်ငံရေးအမြင်နိုင်ငံရေးရှိတော့အပိုင်းမှာတော့တက်နိုင်တာလူငယ်တယောက်အနေနဲ့ကြိုးစားတဲ့အချိန်တစ်ခုရောက်ပြီဆိုတော့အဓိကဆိုလိုတဲ့အဓိပ္ပာယ်ကတော့မြန်မာနိုင်ငံလက်ရှိဖြစ်နေနိုင်မှာကိုတက်နိုင်တော့ကိုစမ်းနိုင်တဲ့ဘက်ကနေပြီးတော့မြန်မာနိုင်ငံအချမ်းရေးကိုပဲမြန်မာနိုင်ငံနဲ့ငင်းချမ်းရေးတဲ့ဘက်ဆောင်ပါဝင်ဖို့အတွက်အားလုံးကို contact လုပ်ပါတယ်အထူးသဖြင့်ဒါဘယ်လိုပဲဖြစ်ပါချစ်ချင်းမရှိမုန်းချင်းအဆင်မပြေမှုတွေလည်းရှိနိုင်တယ်ဒါပေမဲ့သူတို့နိုင်ငံသူတို့ data စနစ်ဒါပေါ့တင်နေတော့တင်ဖော်တော့မြတင် email ကြီးအခြေတုံးမြကြံကောင်းတဲ့ဆိုလို့နာမည်တစ်ခုတည်းလူမတင်နာမည်မတည်ဘယ်လိုပဲဖြစ်အဓိကတော့နိုင်ငံတစ်ခုနဲ့ data စနစ်တစ်ခုပြောင်းလဲမှုတိုင်းကိုတော့သူတို့လူငယ်တွေအားလုံးတွန်းလှန်ဖို့လူကြီးရဲ့စကားကိုလည်းနားထောင်ဖို့ပေါ့နော်လမ်းမနေတဲ့ချုပ်အရာတွေတော့တွန်းလှန်ဖို့ပေါ့အဲ့ဒီလိုဆိုတဲ့စကားအတိုင်းနိုင်ငံရေးလောကစီးပွားရေးလောကမှာတော့သူတို့နိုင်ငံတစ်ခုရဲ့တိုးတက်ပြောင်းလဲခြင်းအတွက်ဘာသာတရားတစ်ခုရဲ့တည်ငြိမ်ခြင်းအတွက်ကြိုးစားကြပါတော့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်မြန်မာပြည်အချမ်းအောင်ကျွန်တော်လူငယ်တွေလူငယ်ဆိုင်ရာဘိုင်းတွေလူကြီးဆိုင်ရာစကားတွေကိုပဲနားထောင်ပယ်တဲ့နာတွေပယ်ပြီးအဓိကတော့အချမ်းတဲ့တိုင်းပြည်တစ်ခုမှာဘာတစ်ခုဒီဆောက်ဖို့အတွက်လူငယ်အင်အားတွေလူငယ်ရဲ့အဖွဲ့အစည်းအားလုံးကို contact လုပ်တဲ့အားလုံး congratulation အားလုံးဒီမှာအားလုံးကို convention လေးစားစားနဲ့အားလုံး convention ပြပြီးမြန်မာနိုင်ငံစီးပွားရေးအချမ်းရေးလူမျိုးရေးကိုဖက်ဆောင်တိုးတက်ဆောင်ရွက်ပါလို့အားလုံးတိုက်တွန်းအားလုံးကိုလည်းကျွန်တော်ကိုလည်း contact လုပ်နိုင်ပါတယ်အားလုံးကိုအဓိကစာပေပိုင်းမှာအဓိကလက်ရှိရတော့ Boston University asamathi.com 2024နဲ့ media သတင်းပိုင်းတွေနဲ့တွေ့ချင်အဲ့တော့ကချစ်ချင်းမုန်းချင်းများရှိခဲ့တဲ့အားလုံးကိုတောင်းပန်ပါတယ်လို့ပဲပြောရင်ဒီကုန်းချုပ်တယ်